ပြင်မြတ်သူများအတွက် test 4ရဲ့မိကုနံပါတ်1စလိုက်ကြရအောင်အဲ့တော့ဒီမှာဒီ sign board မှာသင်္ကေတလေးပြထားတယ်နော်မြားလေးနှစ်ချောင်းပြထားတယ်အဲ့တော့ဒါကဘာဆိုလို့လဲကြည့်လိုက်ကြရအောင်နော်အဲ့တော့ this sign means ဒီသင်္ကေတ sign board ကဆိုလိုပါတယ်တဲ့အဲ့တော့သူ့ရဲ့ answer ကနံပါတ်1ဖြစ်ပါတယ် A ပေါ့ A ဖြစ်တယ် split traffic vehicles may pass on either side အဲ့တော့ split traffic vehicles may pass on either side အဲ့တော့ either ပဲပြော either ပဲပြောပေါ့နော်အဲ့တော့ either side ဒီနေရာမှာဘာကိုဆိုလိုချင်တာလဲဆိုလို့ရှိရင်ဒီမြားနှစ်ချောင်းကွဲထွက်နေတဲ့ရင်ကြောတစ်ဖက်ဖက်ကနေပြီးတော့မလုပ်နိုင်လဲဆိုလို့ရှိရင် pass on either side တစ်ဖက်ဖက်ကနေပြီးတော့သွားနိုင်တယ်ပေါ့ဒါကိုဆိုလိုတာပါပဲအဲ့တော့မြားနှစ်ချောင်းပြပြီဆိုလို့ရှိရင်မြားနှစ်ချောင်းတစ်ဖက်ဖက်ကနေပြီးတော့သွားနိုင်တယ်ဆိုတဲ့သဘောကြော်နိုင်တယ်ဆိုတဲ့သဘောကိုပြောတာပါပဲ okay next question သွားကြရအောင်ဒီမှာကတော့ stop ရှင်းပါတယ်ဒီကတော့ဒီပုံစံလေးကြည့်အောင်နော် stop ပြထားတယ်သူက correct answer လေးက A မှာဖြစ်ပါတယ်အဲ့တော့ when you see this sign ဒီ sign board သင်္ကေတကိုမြင်တဲ့အခါမှာတဲ့ဘာလုပ်ရမလဲ you must stop ရပ်ကိုရပ်မှာ and ပြီးတော့ give way လမ်းပေးရမယ် to traffic on a major road on a major road အဲ့တော့ major road ဆိုတာအဓိက main လမ်းမကြီးမှာရှိတဲ့ရင်ကြောကိုဘာလုပ်ရမလဲဆိုရင်လမ်းပေးမယ်ပြီးတော့ရပ်ရမယ်ပြီးတော့ရပ်ပြီးတော့လမ်းပေးရမယ်အဲ့ဒါချောအောင်ပြောစကားပြေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီ sign board သင်္ကေတကိုမြင်တဲ့အခါမှာကိုကရပ်ပြီးတော့ main လမ်းမကြီးမှာရှိတဲ့ရင်ကြောကိုလမ်းပေးရမှာဖြစ်ပါတယ် okay next question သွားရအောင်ဒီမှာကတော့ကြက်ချီကပြထားတယ်ဒါကဘာလို့ဆိုလို့သူ့ရဲ့ correct answer က C ဖြစ်ပါတယ်ဒီမှာနော်ကြည့်ရအောင်နော်ဒါကတော့မြင်ရပါတယ်မြင်သာထင်သာရှိပါတယ်နော်အဲ့တော့သူ့ရဲ့ this sign means ဒီ sign board သင်္ကေတကဆိုလိုပါတယ်တဲ့ you cannot stop your vehicle at all နော် you cannot stop your vehicle at all လုံးဝကိုရပ်လို့မရပါဘူးတဲ့ you cannot stop your vehicle at all လုံးဝရပ်လို့မရပါဘူးရပ်လို့ရှိရင်တော့ဖန်ခိုင်းရမယ်တန်ငွေဆောင်ရမှာပေါ့နော်ဒါကြောင့်မလို့ဒီ sign board မြင်တဲ့အခါမှာမရပ်ပါနဲ့ next question သွားကြရအောင်ဒီမှာမြားလေးပြထားတယ်မြားလေးကိုကန့်လန့်ပြအဲ့ဒီကြောင်းလေးပေးထားတယ်အဲ့တော့ဒါကဘာကိုဆိုလို့တည်းကြည့်မယ်နော်အဲ့တော့ when you see this sign ဒီ sign board သင်္ကေတကိုမြင်တဲ့အခါမှာတဲ့သူက correct answer က B ဖြစ်ပါတယ်ဘာလို့မလဲဆိုလို့ရှိရင်you cannot turn left အဲ့တော့ you cannot turn left ဘယ်ဘက်ကိုမကွေ့ရဘူးတဲ့ဘယ်ဘက်ကွေ့လို့မရအောင်နော်but ဒါပေမဲ့ may go straight or turn right တဲ့သွားနိုင်တယ်သို့မဟုတ်ချင်းညာဘက်ကိုကွေ့နိုင်တယ်လို့ပြောရနော်ဒီ sign board သင်္ကေတကိုတွေ့တဲ့အခါမှာသူရဲ့ correct answer ဒီ when you see this sign you cannot turn left but may go straight or turn right တဲ့သွားရင်သွားမသွားလို့ရှိရင်ညာဘက်ကိုကွေ့ထိုင်တယ်ပြောတာဖြစ်ပါတယ်ဘယ်ဘက်ကိုတော့လုံးဝကွေ့လို့မရပါဘူး okay next question သွားမယ်နော်ဒီမှာကတော့ဟုတ်ပြီဒီသင်္ကေတလေးပေါ့နော်ဒီသင်္ကေတလေးမြင်ရလားမြင်ရပါတယ်နော်ဒီမှာဒီလောက်ရှင်းလင်းနေမြင်ရပါတယ်နော်အဲ့တော့သူကဘာကိုဆိုလိုတာလဲ on seeing this sign ဒီသင်္ကေတ sign board ကိုမြင်တဲ့အခါမှာတဲ့ you should ဘာလို့တဲ့သူက correct answer က B မှာနော်နည်းနည်းလေး view ချက်ပေးမယ် view ချက်ကြည့်မယ် you should drive carefully view ဆိုင်ပြီးတော့မောင်း and ပြီးတော့ look out ဆိုတာကသတိထားပါ for level gate closing အဲ့တော့ gate ကပိတ်တော့မယ်ဆိုပိတ်တာကိုသတိထားပြီးတော့ဂရုစိုက်ပြီးတော့မောင်းပါလို့ဆိုလိုတာပါပဲ okay ရမယ်နော် next question သွားကြရအောင်ဒီမှာကတော့ကြက်ချီကကလေးနော်ရုံနဲ့မသိဘူးဆိုလို့ရှိရင်ဒီနေရာလေးကကြက်ချီနေတွေမှာလည်းပဲဒါမျိုးကြက်ချီကပုံစံမျိုးလေးတွေတုံးတာပေါ့
အဲ့တော့ဟုတ်ပြီဒီ sign ကဘာကိုဆိုလိုတာလဲသူကတော့ဒီထဲမှာအမဲလေးပေါ့နော်ဟိုကတော့ဒီအဲ့တော့ဟုတ်ပြီ when you see this sign ဒီသင်္ကေတကိုမြင်တဲ့အခါမှာတဲ့ you should လို့တင်တယ်ဗျာသူရဲ့ correct answer က C မှာနော်အဲ့တော့ view လေးချက်ကြည့်မယ်စလုံးနဲ့မမြင်ရမှာဆို view ချက်ပြင်မယ်နော်ဒီလောက်ဆိုရင်တော့မြင်ရမယ်လို့ထင်ပါတယ်အဲ့တော့ you should slow down and apply the giveaway rules at the crossroad ahead နော်ရှေ့မှာလမ်းပြရှိတဲ့အတွက်ကြောင့်မို့လို့ကိုကဘာလုပ်မလဲ giveaway rule ကိုအသုံးပြုရမယ်တဲ့အချိန်လျှော့ပြီးတော့ giveaway rule ကိုအသုံးပြုပါဘာလို့ဆိုရင်ရှေ့မှာလမ်းဖြတ်ရှိတဲ့အတွက်ကြောင့်မို့လို့တဲ့အချိန်လျှော့ပြီး giveaway rule ကိုအသုံးပြုရမယ်လို့ပြောတာပါပဲ okay next question သွားကြရအောင်နော်ဒီမှာလည်းပဲဒီမှာနော်တီပုံစံလေးနော်ဒီပုံစံလေးကိုမြင်တဲ့အခါမှာသူကဘာကိုပြောထားတာလဲကြည့်ရအောင်နော် when you see the sign ဒီ sign board သင်္ကေတကိုမြင်တဲ့အခါမှာဒါမှမဟုတ်ဒီသင်္ကေတ sign board ကိုမြင်တဲ့အခါမှာ you should သူရဲ့ correct answer က A မှာဖြစ်ပါတယ်သူရဲ့ correct answer ကိုကြည့်ရအောင် you should slow down အချိန်လျှော့ရမယ် and ပြီးတော့ give way လမ်းပေးရမယ် to traffic from right and left နော်ကိုကဒီကနေတက်မောင်းသွားပြီရှေ့မှာကအဲ့ဒီတိုင်းပေါ့နော်ဒီမှာဒီလမ်းရှိနေပြီပေါ့ကိုကတက်မောင်းမယ်မောင်းသွားလို့ရှိရင်ရှေ့ကလမ်းရှိမယ်လမ်းရှိလို့ရှိရင်ဗာလဲကိုယ့်ရဲ့ညာဘက်ကရောဘယ်ဘက်ကရောရင်ကြောတွေကိုလမ်းပေးအချိန်လျှော့ပြီးတော့လမ်းပေးရမယ်လို့ပြောတာပါပေါ့နော်ဒီ sign board သင်္ကေတကိုတွေ့လို့ရှိရင် okay next question သွားကြရအောင်ဒီမှာကြတော့ခုနကတော့ဟိုထီလေးကိုစောင်းလိုက်တာပေါ့ဒါကြတော့ဘာကိုလမ်းပေးရမလဲဆိုတာကြည့်ရအောင်နော်when you see this sign ဒီသင်္ကေတကိုမြင်တဲ့အခါမှာ you should သူက correct answer က B မှာဖြစ်ပါတယ် B ကိုဖတ်ကြည့်အောင်နော် you should slow down beware of traffic from the right နော် you should slow down အချိန်လျှော့တဲ့နဲ့အချိန်လျှော့ရမယ် beware of view side ပါ beware of traffic from the right ညာဘက်ရင်ကြောကို view side ပြီးတော့အချိန်လျှော့ပါလို့ပြောတာပါပဲရမယ်နော် next question သွားကြရအောင်when you see this sign ဒီမှာနော်ဒါကခုနနဲ့ပြောင်းပြန် when you see this sign ဒီ sign board သင်္ကေတကိုမြင်တဲ့အခါမှာသူက correct answer က B မှာဖြစ်ပါတယ် slow down and beware of traffic from the left ခုနကတော့ right အခုက left နော်အဲ့တော့အချိန်လျှော့ပြီးတော့ဘယ်ဘက်ချမ်းမှာရှိတဲ့ရင်ကြောကိုသတိထားပါလို့ပြောတာပါပဲ okay next question သွားကြရအောင်နော်အဲ့ဒီမှာကတော့ဘာလဲဆိုလို့ရှိရင်သူကကြည့်ရအောင်သူကပုံစံနော်ဒီမှာနော်အဲ့တော့ဒီသင်္ကေတကဘာကိုဆိုလိုတာလဲကြည့်မယ်နော်this sign means that အဲ့တော့ this man ဒီသင်္ကေတဆိုရတဲ့သူ correct answer က B မှာဖြစ်ပါနဲ့ view ချက်ကြည့်မယ်နော် B ကို B မှာနော် B အဲ့တော့ entering an express way ဘာလဲဆိုလို့ရှိရင် express way ဆိုတာကတော့အမြန်လမ်းမကြီးကိုဝင်အမြန်လမ်းမကြီးကိုတချို့နေရာတွေမှာ motorway တို့နော် freeway တို့လည်းသုံးတယ်နော်အဲ့တော့ express way အမြန်လမ်းမကြီးကိုဝင်ပြီဆိုလို့ရှိရင်တော့ဝင်နေတယ်ကိုကအဲ့ဒီမှာဆိုလို့ရှိရင် compliant compliant ဆိုတာကတော့လိုက်နာတာပေါ့နော် compliant with လိုက်နာတယ်ဘာလို့လဲ the expressways rule အမြန်လမ်းမစီကံကိုလိုက်နာရမှာဖြစ်ပါတယ်တဲ့အဲကြောင့်မလို့ဒီသင်္ကေတကိုမြင်ပြီဆိုလို့ရှိရင်ကိုကအမြန်လမ်းစီကံကိုလိုက်နာရမှာဖြစ်ပါတယ် okay next question သွားမယ်နော်အဲ့တော့ reduce speed now နဲ့အချိန်လျှော့လိုက်ပါအခုအချိန်လျှော့ပါလို့ပြောတာ when you ဒီမှာနော်မြင်ရတယ်နော် okay ဒီကိုကြည့်ရအောင်နော် when you see this traffic sign အဲ့တော့ဒီရင်ကျော်သင်္ကေတကိုမြင်တဲ့အခါမှာတဲ့ you should ဘာလို့တင်လဲသူက you should နော် slow down on seeing the sign ဒီ reduce speed now ဆိုတဲ့ sign board ကိုသင်္ကေတကိုမြင်လိုက်တဲ့အခါမှာကိုက slow down တဲ့အချိန်လျှော့ပေးရမယ်လို့ပြောတာပါပဲ okay next question သွားကြရအောင်နော်ဒီမှာကဘာလဲဆိုလို့ရှိရင်ဒီမှာကြည့်နော်မကြက်ချေကကလေးနဲ့
Jessica clean and do up. This red signal light before the tunnel means. Hello. Line on the sheet marble. Sheet my deal. And the young ချက်ပြမီးကိုတွေ့တဲ့အခါမှာဒါမျိုးလေးเนาะဒီမှာအနီရောင်လေးကိုပြတဲ့အခါမှာတဲ့အဲ့ဒါဆိုလိုတယ်တဲ့ဆိုလိုတယ်ဆိုတော့ဘာကိုဆိုလိုလဲသူက correct answer B မှာ the set line is close to traffic အဲ့တော့ရင်ကျော်ပိတ်လမ်းပိတ်ထားတယ်ပေါ့เนาะရင်ကျော်လမ်းပိတ်ထားတယ်လို့ပြောတာပါပဲเนาะရင်ကျော်လမ်းပိတ်ထားတယ်လို့ပြောတာပါပဲเนาะအဲ့တော့ okay next question သွားကြရအောင်အဲ့တော့ဒီမှာကျတော့လူကsorry เนาะလမ်းလျှောက်နေပုံတွေ့ပြီเนาะလမ်းလျှောက်နေသူကဘာကိုပြောချင်တာလဲ when you see this sign ဒီသင်္ကေတ sign ဘုတ်ကိုမြင်တဲ့အခါမှာတဲ့သူဒီမှာ A เนาะသူက correct answer A နဲ့လေးရွှေ့ပြီးဖတ်ပြီးမယ်เนาะ you should slow down အချိန်လျှော့ and be prepared to stop ကိုကားကိုရပ်ဖို့ပြင်ရမယ်တဲ့ဘာအတွက်လဲ for pedestrians to cross the road လမ်းဖြတ်ကူးနေတဲ့သူတွေအတွက်အချိန်လျှော့ပြီးတော့ကားရပ်ဖို့ပြင်ရမယ်လို့ပြောတာပါပဲဒီဆိုင်ဖို့သင်္ကေတမြင်တဲ့အခါမှာ okay next question သွားကြရအောင်เนาะဒီမှာကြတော့ဟုတ်ပြီဒီမှာကြတော့เนาะကလေးလေးတွေလမ်းလျှောက်ကလေးလမ်းလျှောက်နာမြင်ပြီဆိုရင်ဘာလုပ်ရမလဲကြည့်ရအောင်ဒီမှာ when you see this sign ဒီသင်္ကေတ sign ဘုတ်ကိုမြင်တဲ့အခါမှာတဲ့အဲ့တော့ကြည့်မယ်နော်လေးဖြူချက်ပြီမယ်နော်you should slow down and drive carefully အချိန်လျှော့ပါဂရုတစိုက်နဲ့မောင်းပါ beware of children crossing the road နော်လမ်းဖြတ်ကူးနေတဲ့ကလေးတွေကိုသတိထားပါလို့ပြောတာသတိပြုပြီးတော့မောင်းရမယ်နော်လမ်းဖြတ်ကူးနေတယ်ဆိုရင်ဝင်တိုက်မှာဆိုလို့အချိန်လျှော့ဂရုစိုက်ပြီးတော့လမ်းဖြတ်ကူးတဲ့ကလေးတွေကိုသတိထားမောင်းလို့ဆိုလိုခြင်းဖြစ်ပါတယ်ဒီဆိုင်ဘုတ်သင်္ကေတ okay next question ဒီမှာအဝါရောင်ဘေးမှာအဝါရောင် line လေးရှိတယ်နော်ဒီမှာဘေးမှာအဝါရောင် line ရှိတယ်နော်အဲ့တော့အဝါရောင် line ကိုဒါကို zigzag line လို့ခေါ်တယ်သူက zigzag line နဲ့နော်အဲ့တော့ကြည့်မယ်နော်မြင်ရလား what does a single yellow zigzag line by the side of the road mean အဲ့တော့လမ်းဘေးမှာရှိတဲ့အဝါရောင် zigzag line ကဘာကိုဆိုလိုတာလဲဘာကိုဆိုလိုတာလဲဆိုသူ correct answer ကကြည့်မယ်နော်ဒီမှာနော် A မှာနော်စလုံးနည်းနည်းလေးကြည့်အောင်ပြုချက် no waiting စောင့်လို့မရဘူးတဲ့ကားတွေပါရက်စောင့်လို့မရဘူးတဲ့ except for the immediate parking at and letting down of passengers ခရီးသွားတွေကိုဗာလဲဆိုဒီနေရာမှာအတင်အချပြုလုပ်လို့ရတယ်ပေါ့အဆင့်အတက်ပြုလုပ်လို့ရတယ်ပေါ့ဗာလဲ immediate နော်မြန်ဆန်ပဲအဲ့တော့ခရီးသည်တွေကိုဒီနေရာမှာအတင်အချအဆင့်အတက်မြန်ဆန်ပြုလုပ်တာကလွဲလို့ရှိရင်စောင့်နေလို့မရပါဘူးလို့ဆိုလိုတာပါပဲဒါဆိုအဝါရောင်စစ်ဆက်လိုင်းရှိတဲ့နေရာမှာအဝါရောင်မြင်းချောင်းလေးဒီလိုရှိတဲ့နေရာမှာဆိုလို့ရှိရင်ကားကိုရပ်ပြီးတော့မစောင့်ပါနဲ့ခရီးသည်စင်နာတက်တာကိုတော့မြန်ဆန်ပြုလုပ်လို့ရပါတယ်ရပ်စောင့်လို့မရပါဘူး okay next question သွားကြရအောင် are you allowed to alight passenger along the road with the yellow zigzag lines အဲ့တော့ the yellow zigzag lines နော်ဒီမှာနော်မွေလိမ်မွေzigzag lines ဆိုမွေလိမ်မွေကောက်လမ်းလေးကိုပြောတာပေါ့မြင်းချောင်းကိုပြောတာပေါ့တထောင်စစ်ချိုးမြင်းချောင်းလို့လည်းပြောလို့ရတယ်မွေလိမ်မွေကောက်မြင်းချောင်းအဝါမြင်းချောင်းနှစ်ချောင်းရှိတဲ့နေရာမှာတဲ့ are you allowed မင်းကိုခွင့်ပြုထားသလား to alight တဲ့passengers အဲ့တော့ passenger တွေကိုဆင်းဖို့အတွက်ကိုခွင့်ပြုထားသလားလို့မေးတာပါဘယ်လိုနေရာမှာခွင့်ပြုထားတယ်လဲမေးလို့ရှိရင် along the road with the yellow zigzag lines အဲ့တော့ zigzag lines မွေလိမ်မွေကောက်ဒါမှမဟုတ်တထောင်စစ်ချိုး zigzag မြင်းချောင်းနေရှိတဲ့နေရာမှာ passenger တွေကိုခရီးသည်တွေကိုဆင်းဖို့ခွင့်ပြုထားသလားလို့မေးတာပါအဲ့ဒါကို no the correct answer ကလုံးဝဆင်းလို့မရပါဘူး
ဒီမှာကဘာကိုဆိုလိုတာလဲဆိုဒီမှာဒါလေးတွေမမြင်အောင်တော့ဟုတ်ကမြင် which of these traffic lights me go for straight and right turn vehicles ဒီမီး point တွေက traffic lights အချက်ပြမီးတော့မီး point ဘယ်မီး point တွေက go for straight and right turn vehicles ကိုရှိတဲ့ကိုသွားပြီးတော့ညာဘက်ကိုကွေ့ရမှာလဲလို့ဘယ်မီး point ကဆိုလိုတာလဲဆိုတော့သူက C နော် C နော် C နော် C C မှာတွေ့လားဒီကမြအစိမ်းအောင်လေးပြနေတယ်အောက်ကမီးစိမ်းလေးကလင်းနေတယ်အဲ့ဒါဆိုလို့ရှိရင်ရှိတဲ့ကိုသွားပြီးတော့ညာကိုကွေ့လို့ရတယ်ဆိုတဲ့သဘောပါပဲ Okay next question သွားကြရအောင်နော်ဒီမှာကဘာလဲဆိုလို့ရှိရင်ဒီမှာကြည့်ရအောင် when approaching a traffic light signal that has turned to amber အဲ့တော့ဘာလဲဆိုလို့ရှိရင်အဝါရောင်မီး point အလှည့်အဝါရောင်မီး point ကလင်းဖို့ပေါ့အချက်ပြဖို့ကနီးကပ်လာပြီဆိုလို့ရှိရင် you should ဘာလို့ရမလဲ slow down and stop slow down and stop ရပ်ပြီးတော့စောင့်ရမယ်ပေါ့ရပ်ပြီးတော့စောင့်မိတ်တော့အဲ့လိုမျိုးလေဝါရောင်မီး point အတွက်နီးကပ်လာပြီဆိုတော့ရပ်စောင့်ရမှာပေါ့အဲ့ဒါကိုပြောတာပါslow down and stop အချိန်လျှော့ပြီးတော့စောင့်ပါလို့ပြောတာပါပဲ Okay now question တစ်ခုဆက်သွားရအောင် when the amber traffic light is flashing continuously တဲ့အဲ့တော့when the amber traffic light is flashing continuously တဲ့အဆက်မပြတ်မိကအဆက်မပြတ်မိတ်တော့အဲ့ဒါမျိုးလင်းလာပြီဆိုလို့ရှိရင်တဲ့ you should ဗာလဲ slow down and proceed with caution အဲ့တော့ကိုကတတိပေးချက်အတိုင်းပဲအချိန်လျှော့ပြီးတော့ဆက်လုပ်ရမှာဖြစ်ပါတယ်နော်သူကဝါရောင်မီးကအဆက်မပြတ်လင်းနေပြီဆိုလို့ရှိရင်မိဝါပြလင်းအသိမြင်ကြိုးတင်ဆောင်နေပါလေဒါမိစိမ့်ပြကဖြတ်ကူးရဆိုတာဒါငယ်တော့သင်ခဲ့မှုပါတယ် Okay next question သွားကြရအောင်ဒီမှာက when the amber traffic light signal is flashing လင်းလာပြီဆိုလို့ရှိရင် you should the correct answer က B ဖြစ်ပါတယ် slow down and look out for other vehicles before proceeding အဲ့တော့ when the amber traffic light signal is flashing အဲ့တော့ဘာလဲဆိုလို့ရှိရင်အဝါရောင်မီးကလင်းလာပြီဆိုလို့ရှိရင်ကိုကဘာလုပ်ရမလဲဘာလုပ်တင်လဲဆို slow down အချိန်ကိုလျှော့မယ် look out သတိထားမယ် for other vehicle before proceeding မထွက်ခင်အခြားယာဉ်တွေကိုလည်းပဲဘာလုပ်ရမလဲဆိုသတိထားရမယ်လို့ပြောတာပါပဲဂရုစိုက်ရမယ်သတိထားရမယ်ဒါဆိုလို့ရှိရင်ရင်တိုက်မှုတဲ့ accident တွေမဖြစ်တော့ဘူးဆိုတဲ့သဘောပါပဲ Okay ဒီနေ့တော့ဒီလောက်ပါပဲမေကွန်21မှာပြန်လည်ဆုံတွေ့ကြပါစို့အားလုံးအဆင်ပြေကြပါစေအားလုံးပဲမင်္ဂလာပါစင်ကာပူကားမောင်းလိုင်စင်ပြင်မြင့်သူများအတွက်ပညာဒါနပြုလုပ်တဲ့ဗီဒီယိုဖိုင်လေး test 4ရဲ့မေကွန်နံပါတ်21စလိုက်ကြရအောင်မေကွန်နံပါတ်21မှာဒီမှာ policeman ကဒီပုံစံနေတယ်ဆိုလို့ရှိရင်sorry policeman ကဒီပုံစံနေတယ်ဆိုလို့ရှိရင်သူကဘာကိုပြောချင်တာလဲတစ်ချက်လောက်ကြည့်ကြရအောင်နော်အဲ့တော့သူ့ရဲ့စာတမ်းလေးကိုတစ်ချက်ဖတ်ကြည့်မယ် The signaling of this policeman means vehicles approaching အဲ့တော့ဒီ policeman ရဲ့ကိုနေကိုထားအမူအရာသင်္ကေတအဲ့ဒီသင်္ကေတ
ဆိုလိုပါတယ် vehicles approaching အဲ့တော့ယာဉ်တွေကအနီးရောက်လာတဲ့အခါမှာကားတွေအနီးကိုရောက်လာတဲ့အခါမှာသူကအဲ့ဒီပုံစံလေးဆိုလို့ရှိရင်ဘာကိုဆိုလို့လဲကြည့်ရအောင်နော်အဖြေကတော့နံပါတ် C ဖြစ်ပါတယ် on his right and left to go အဲ့တော့သူ့ရဲ့ညာဘက်နဲ့ဘယ်ဘက်ကနေပြီးတော့သွားဖို့ဖြစ်ပါတယ်အဲ့တော့ရှင်းတဲ့နောက်ကတော့ရရမယ်ဆိုတဲ့သဘောပဲဖြစ်မှာပါဒါကြောင့်မို့အဲ့ဒီပုံစံလေးကိုတန်တန်လေးတွေ့ပြီဆိုလို့ရှိရင်အဲ့တော့ policeman ဒီပုံစံလေးတွေ့ပြီဆိုလို့ရှိရင်သူ့ရဲ့ on his right and left to go ဘယ်နဲ့ညာကကားတွေကသွားလို့ရမှာဖြစ်ပါတယ်သွားမယ်လို့ပြောတာပါပဲ okay next question သွားမယ်နော်ဒီမှာသူကညာဘက်တစ်ဖက်လက်ထောင်ပြထားတယ်နော်ဒီ police officer ညာဘက်တစ်ဖက်လက်ထောင်ပြထားတယ် motor pick အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာဒီ policeman အဲ့တော့ the signal up this policeman means vehicles approaching အဲ့တော့ကားတွေကလူနာကိုရောက်လာပြီးမောင်းနေတဲ့အချိန်မှာကားတွေအနီးအနားရောက်လာတဲ့အခါမှာအဲ့ဒီလိုလက်မူရာအပန်တတန်သင်္ကေတပြပြီဆိုလို့ရှိရင်အဲ့ဒါကဘာကိုပြောတာလဲဆိုညာဘက်ကကားတွေကိုတားတာပါပဲနော်အဲ့တော့ညာဘက်ကကားတွေတားတယ်ဆိုလို့ရှိရင် on his right အဲ့တော့သူ့ရဲ့ညာဘက် front ရှေ့ဘက် and ပြီးတော့ behind to stop အဲ့တော့သူ့ရဲ့လက်ပြထားတဲ့ညာဘက်ကရှေ့ရကားတွေရဲ့သူ့ရဲ့နောက်ကကားတွေရဲ့ရပ်ပေးဖို့အတွက်သူကဒီသင်္ကေတကိုပြတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဘယ်ဘက်ကကားတွေကတော့သွားလို့ရပါတယ်အဲကြောင့်မလို့ဟုတ်ပြီဒါလေးကိုတစ်ခေါက်တော့ပြန်ပြီးတော့ဖတ်ကြည့်ရအောင်နော်ဖတ်ကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ correct answer ကဒီမှာ A မှာနော် A မှာဖြစ်ပါတယ် The signal of this policeman means vehicles approaching on his right front and behind to stop ဖြစ်ပါတယ် Okay next question သွားအောင်နော်ဒီမှာကတော့သူကမေးထားတာအဲ့တော့ which of these drivers signal me he attempts to slow down အဲ့တော့ဒီမှာပြထားတဲ့အဲ့တော့ driver ရဲ့လက်သင်္ကေတလက်ပြတဲ့သင်္ကေတကတဲ့သူက slow down အချိန်လျှော့ဖို့ဘယ်ဟာကအချိန်လျှော့ဖို့ရည်ရွယ်တာလဲပေါ့နော်အောက်မှာ C ဖြစ်ပါတယ်ဒါကြောင့်မို့ဒါ C ကို click ပေးပါပုံကတော့တိတ်မမြင်အောင်နော်ဒီမှာပုံကဒီလောက်ကြီး view ချက်ကြည့်အောင်တိတ်မမြင်အောင်နော်အဲ့တော့ C ကို click ပေးလိုက်ပါဒါသူကအချိန်လျှော့မယ်ဆိုတဲ့သဘောတရားကိုပြောတာပါပဲ Okay next question သွားကြရအောင်ဒီမှာကသူကဗာမေးထားတယ် when a motorcyclist trying to overtake you on the left အဲ့တော့ motorcyclist motorcycle စီးတဲ့လူတစ်ယောက်ကတဲ့ကိုကားကိုကြော်တက်ဖို့ကြိုးစားတဲ့အချိန်မှာတဲ့ကိုကဘယ်ဘက်ကနေကြော်တက်မှလဲဆိုရင်သူကဘယ်ဘက်ကပဲเนาะ on the left ဘယ်ဘက်ကနေကြော်တက်ဖို့ကြိုးစားတဲ့အချိန်မှာကိုကဘာလုပ်သင့်တယ်လဲပေါ့เนาะအဲ့တော့ you should the correct answer က B မှာဖြစ်ပါတယ် you should reduce your speed and assist the rider to overtake safely အဲ့တော့ဘာလုပ်ပေးရမလဲဆိုရင်ကိုအချိန် you should reduce နော် reduce အချိန်လျှော့ပေးလိုက်ပါ your speed ကိုကားမောင်းတဲ့အချိန်ကိုလျှော့ပေးလိုက် and ပြီးတော့ assist ကူညီလိုက်ပါတဲ့ the rider အဲ့တော့စပင်းစီးနေတဲ့ပုဂ္ဂိုလ်မော်တော်ဆိုင်ကယ်စီးနေတဲ့ပုဂ္ဂိုလ်ကူညီလိုက်ပါ to overtake safely အန္တရာယ်ကင်းကင်းနဲ့ကြော်တက်နိုင်ဖို့အတွက်အချိန်လျှော့ပြီးတော့ကူညီသင့်တယ်လို့ပြောတာပါပဲဒါကြောင့်မလို့ကိုယ့်ရဲ့ဘယ်ဘေးကနေပြီးတော့မော်တော်ဆိုင်ကယ်သမားတွေစပင်းသမားတွေကြော်တက်ဖို့ကြိုးစားပြီဆိုလို့ရှိရင်ကိုကနေပြီးတော့ဘာလုပ်မလဲအချိန်လေးကိုလျှော့ပြီးတော့သူ့အန္တရာယ်ကင်းကင်းနဲ့ကြော်တက်နိုင်အောင်ကူညီပေးလိုက်ပါလို့ဆိုလိုတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင် B ကို click အမှဖြစ်တယ်နော် next question သွားကြရအောင်ဒီမှာကဘာလဲဆိုလို့ရင်ဘာပြောထားလဲ when another vehicle is overtaking you အဲ့တော့မင်းကိုတဲ့တခြားကားတစ်စီးကကြော်တက်တဲ့အချိန်မှာတဲ့နော်ဘာလဲ you should တဲ့တင်တယ်ဘာလို့တင်တယ်ဆို correct answer က A မှာနော်
ဒီမှာဖြစ်တဲ့အတွက်ကြောင့် you should not speed at ကားကိုအရှိန်မမြင့်နဲ့တဲ့အရှိန်မမြင့်သင့်ဘူးတဲ့ but ဒါပေမဲ့ assess him to overtake သူကိုကြော်တက်ဖို့အတွက်ကူညီပေးလိုက်ပါတဲ့ဟုတ်လားအဲ့တော့ဒါကဒီစည်းကမ်းတွေကရှိပါတယ်မြန်မာနိုင်ငံမှာလည်းရှိပါတယ်သို့တော့လိုက်နာကျင့်သုံးမှုတော့အားနည်းကြတယ်။ online ကားတွေဆိုရင်လည်းပဲတစ်စီးနဲ့တစ်စီးဖိုက်တာတွေတစ်စီးနဲ့တစ်စီးကြော်တက်တာတွေအဲ့ဒါမျိုးတွေရှိတာပေါ့နော်ဒါကတော့လမ်းကြုံလို့ပြောပြတာပါပဲဒီမှာကတော့ကိုကားကိုတခြားကားတစ်စီးကကြော်တက်ဖို့ကြိုးစားတယ်ဆိုလို့ရှိရင်ကိုက you should not speed at အချိန်မမြင့်မဲ့နဲ့ but ဒါပေမဲ့ assist him to overtake ကြော်တက်ဖို့အတွက်ကူညီပေးလိုက်ပါတဲ့သူကအရေးကြီးလို့လည်းဖြစ်ချင်းဖြစ်မှာပေါ့လေโอเคဒါကြောင့်မို့လို့အခြားကားစီကကိုကားကိုကြော်တက်ဖို့ကြိုးစားတဲ့အချိန်မှာကိုကအချိန်မမြင်မဲနဲ့သူ့ကိုကြော်တက်ခွင့်ပေးလိုက်ပါ Okay next question သွားမယ်နော်ဒီမှာကတော့ပြထားတယ်ကား A ရယ် B ရယ် C ရယ်နော်ကား A ကား B ကား C သူကဘာပြောထားလဲကြည့်မယ်နော် which car may proceed first အဲ့တော့ဘယ်ကရှေ့ဆက်အရင်ဆုံးရှေ့ဆက်သွားရမှာလဲခေါ်တဲ့ answer ကိုကြည့်မယ်နော်ခေါ်တဲ့ answer ကကား A တဲ့ကား A ကအရင်ဆုံးပထမဆုံးရှေ့ဆက်သွားမှာပေါ့ဒီမှာပထမဆုံးထွက်ရမှာပေါ့နော်ဒီမှာကား A နော်ဒီကား A ကပထမဆုံးထွက်ရမယ်လို့ပြောတယ်သူရဲ့ question ကတော့ which car may proceed first သူရဲ့ answer ကတော့ A ဖြစ်ပါတယ်ကား A တဲ့ okay ဒါဆိုလို့ရှိရင် next question သွားကြရအောင်နော် okay ဒီမှာကြည့်ရအောင်ဒီမှာကနည်းနည်းလေးဖြိုးချက်ကြည့်မယ်နော်ဒီမှာမြင်ရလား B နဲ့ A နဲ့ရှိတယ် A နဲ့ B နဲ့ရှိတယ်ဘယ်လိုလဲဆို B ကတော့ကွေ့မှာပေါ့ညာဘက်ကမှမြားလေးပြထားတယ်ကွေ့မှာဒဲသွားမှာမဟုတ်ဘူး A ကဒဲသွားမှာနော်အဲ့တော့ A ကဒဲသွားမှာဖြစ်တယ် B ကကွေ့မှာဖြစ်တယ်သူကဗာမေးထားလဲ which car should give way တဲ့ဘယ်ကားကလမ်းပေးတင်တာလဲအဲ့တော့ကွေ့တဲ့ကားလမ်းပေးရမှာလားဒဲသွားမဲ့ကားလမ်းပေးရမှာလားဆိုလို့ရှိရင်ဝိမဲ့ကလမ်းဒဲသွားမဲ့ကားကိုလမ်းပေးရမှာဖြစ်တယ်ဒါကြောင့်မလို့ကားဘေးတဲ့နော်ကားဘေးတဲ့ကားဘေးကလမ်းပေးရမှာဖြစ်တယ်တဲ့ပြန်ပြီးတော့ question လေးကိုပြန်ဖတ်ပေးမယ်နော် which car should get way အဲ့တော့ဘယ်ကားလမ်းပေးတင်လဲကားဘေးကလမ်းပေးတင်ပါတယ်တဲ့ next question သွားမယ်နော်အဲ့တော့ဒီမှာကြည့်မယ်သူကတော့ဘာပုံပါအောင်နော်အပြိုးလေးချက်ကြည့် a tire needs to be changed when အဲ့တော့လဲဖို့လိုတာပေါ့ကားတာယာလဲဖို့လိုတယ်ဘယ်ချိန်မှလဲဖို့လိုလဲသူရဲ့ correct answer က B ဖြစ်တယ်ဘယ်ချိန်မှလဲဖို့လိုလဲဆိုရင် the depth of is straight is less than 1.6 millimeter mm ဆိုတာ millimeter ကိုပြောတာเนาะအဲ့တော့ဒါကိုတစ်စက်တည်းဖတ်ကြည့်အောင်เนาะ a tire needs to be changed when the depth of is 3 is less than 1.6 millimeter ဒါဘာကိုပြောရလဲအဲ့တော့တာယာကိုဘယ်ချိန်မှာလဲရမလဲပေါ့သူမေးတာကနော်အဲ့တော့တာယာသူက TREAD ဆိုတာကတာယာပန်းကိုပြောတာနော်အဲ့တော့တာယာ DPT H ဆိုတာ deep ဆိုတာကအနက်ဆောက်ကိုပြောတာနော်အဲ့ဒီတာယာပန်းတွေရဲ့အနက်ဒါမှမဟုတ်ဆောက်တွေက1.5 millimeter တဲ့နည်းနေပြီဆိုလို့ရှိရင်လဲရမယ်လို့ပြောတာနော်တာယာပန်းတွေရဲ့အနက်တွေဆောက်တွေက1.6 millimeter ထက်နည်းနေတဲ့အချိန်မှာတာယာတစ်ခုဟာလဲဖို့လိုအပ်ပါတယ်လို့ပြောတာပါပဲဒါကြောင့်မို့သူရဲ့ correct answer သည် B ဖြစ်ပါတယ် Okay next question ဆက်သွားကြရအောင်နော်ဒီမှာကသူကဘာပြောထားမလဲ minimum ဆိုတာကတော့ဒီစလုံးလေးကိုအရင်ကြည့်မယ်နော် minimum ဆိုတာကတော့အနည်းဆုံးပေါ့နော် the minimum age requirement for applying for a basis theory test is အဲ့တော့သူကဘာကိုပြောလဲ basis theory test ကိုရှောက်ဖို့အတွက်အနည်းဆုံးအသက်အရွယ်လိုအပ်ချက်ကဘယ်လောက်လဲပေါ့နော်
အနည်းဆုံးအသက်အရွယ်လိုအပ်ချက်သည် is ဖြစ်ပါသည်တဲ့။ဘယ်လောက်လဲ correct answer က C 18 years တဲ့18နှစ်ဖြစ်ပါတယ်။ဒါဆိုဒါကိုပြန်ပြီးတော့ဖတ်မယ်နော်။ The minimum age requirement for applying for a business theory that is 18 years. Business theory တက်ကိုရှောက်ဖို့အတွက်အနည်းဆုံးအသက်အရွယ်လိုအပ်ချက်ကတော့18နှစ်ဖြစ်တယ်ဆိုတာပါပဲ။ Okay, next question သွားကြရအောင်နော်။ဒီမှာကနည်းချက်ပြီးတော့ချက်ရင်လည်းပဲစာကြောင်းဒီလိုလေးချက်ပြီးတော့ပြောမယ်နော်။ဒီမှာ unless otherwise stated ဒီမှာ stated ဆိုတာက verb အနေနဲ့သုံးထားတာနော်။တချို့နေရာတွေမှာဒီ state ကိုဘာလို့သုံးသေးလဲဆိုလို့ရှိရင်ဒီ state ကိုကသူတို့ကအခြေအနေတို့နိုင်ငံတို့ဒါမျိုးလဲသုံးတယ်ဒီမှာကတော့ stated ဆိုတာကတော့ဘာလဲသတ်မှတ်ထားတာကိုပြောတာနော် unless otherwise stated the maximum ဆိုတာအနည်းဆုံးပြောတာနော် the maximum speed limit or roads in Singapore is သူကဘာကိုဆိုလိုချင်တာလဲအဲ့ဒါကနော်အဲ့တော့သူက unless otherwise stated ဆိုတာကဒီမှာ stated ကိုသတ်မှတ်ထားတာပေါ့ဖော်ပြတာကိုလည်းပြောတယ်အဲ့တော့အခြားနည်းနဲ့ဖော်ပြမထားဘူးဆိုရင်နော် the maximum speed limit or all roads ဆိုတာကတော့လမ်းအားလုံးရဲ့အရှိန်သတ်မှတ်ချက်အနည်းဆုံးဟာစင်ကာပူမှာစင်ကာပူမှာရှိတဲ့လမ်းအားလုံးရဲ့ကန့်သတ်ချက်အရှိန်အနည်းဆုံးသည်ဘာဖြစ်မလဲဆိုရင်ကန့်သတ်ချက်အနည်းဆုံးဟာဒီဘက်ကဒီ is လေးနဲ့သွားဆက် is ဖြစ်ပါတယ်ပေါ့ဒီမှာ correct answer ဒီ A ဖြစ်တယ်50 km per hour ပေါ့နော်တနာရီကိုဗာလဲတနာရီကို50ကီလိုမီတာဖြစ်တယ်ပေါ့အဲ့တော့တခြားနည်းနဲ့ဖော်ပြမထားဘူးဆိုလို့တချို့နေရာမှာအချိန်လျှော့ရမယ်ညာအဲ့ဒါမျိုးတွေလည်းရှိတယ်လေဒါပေမဲ့တကယ်လို့အဲ့လိုသာဖော်ပြမထားတဲ့နေရာတွေဆိုလို့ရှိရင်စင်ကာပူမှာရှိတဲ့လမ်းအားလုံးရဲ့အမြင့်ဆုံးနော်maximum ဆိုတာအများဆုံးအမြန်နှုန်းသတ်မှတ်ချက်ကဘာလဲဆိုရင်တနာရီကို50ကီလိုမီတာနဲ့မောင်းရမယ်လို့ပြောတာပါOkay ဒါလည်းပဲရမယ်လို့ထင်ပါတယ် next question သွားကြရအောင်နော်ဒီမှာကတော့ဒါကတော့ရှင်းလေးပါပဲ when driving in the rain နော်မိုးရွာထဲမှာမောင်းတဲ့အခါ you should မိုးရွာထဲမောင်းရင်တော့အချိန်လျှော့ရမှာပဲလေcorrect answer က B ဖြစ်ပါတယ် you should reduce your speed နော် you should reduce your speed ကိုအချိန်ကိုလျှော့သင့်တယ်လို့ပြောတာပဲမင်းရဲ့ you should reduce မင်းကလျှော့သင့်တယ် your speed နော်မင်းရဲ့ကားရဲ့အချိန်ကိုလျှော့သင့်တယ်မိုးရွာထဲမောင်းတော့အချိန်လျှော့မှာပေါ့ဆက်လက်ဖြစ်မှာဆိုလို့နောက်တစ်ခုသွားမယ်နော် Okay ဒီမှာဒါက how does the car interior lights affect your driving နဲ့ဒါကဘာလို့ဆိုတာလဲဆို interior ဆိုတာအတွင်းဘက်ကိုပြော lights ဆိုတာကတော့မီးကိုပြောတာနော် interior lights ဆိုတာကအတွင်းမီးတွေကိုပြောတာနော်အတွင်းမီးဒါအဲ့တော့သူ့ရဲ့ဟာကိုဝတ်ကြလေးကိုပြန်ပြီးတော့ဖတ်မယ်နော် how does the car interior lights affect your driving ကားအတွင်းကမီးတွေကအဲ့ဒါကွာပြောရမယ်သူ့အတိုင်းဘာသာပြန်တော့ဆိုရင်တဲ့ရဲ့မောင်းနှင်မှုကိုပေါ့တဲ့ရဲ့မောင်းနှင်မှုကိုဘယ်လိုတက်ရောက်မှုမျိုးရှိတယ်လဲပေါ့ဒါဆိုရင်လို့ရှိရင်ကိုယ်တိုင်မောင်းနေတဲ့အတွက်ကြောင့်မလို့ကားအတွင်းကမီးတွေကကိုကားမောင်းတဲ့အခါမှာဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်လဲဆိုရင်ဒါဆိုသူ့ရဲ့ correct answer က B နော် it reduces your visibility ဆိုတာမြင်ကွင်းအမြင်အာရုံကိုပြောတာနော်ဒါလှုပ်အဲ့တော့အဲ့ဒီဟာကအဲ့ဒီခုနကတော့အတွင်းမီးတွေကဘာလဲဆို reduce ချော့ချစေတယ်ဘာကိုချော့ချစေရောနှဲစေတယ်ဘာကိုရောနှဲ your visibility တဲ့မြင်ရဲ့မြင်ကွင်းကိုမြင်နိုင်စွမ်းကိုရောနှဲစေတယ်အဲ့တော့ကိုကားမောင်းတဲ့အခါအတွင်းမီးတွေဖွင့်မယ်ဆိုလို့ရှိရင်အပြင်ကိုကြည့်ဖို့အတွက်ကိုယ့်ရဲ့မြင်နိုင်စွမ်းတွေက
ပြောနေစေတယ်ဒါကြောင့်မလို့ကအတွင်မီကိုမလိုအပ်ရင်မဖွင့်တာအကောင်းဆုံးပါပဲ Okay next question သွားကြရအောင်နော်ဒီမှာကြတော့ကြည့်အောင်နော် on a wet road အဲ့တော့ဆွတ်နေတဲ့လမ်းတစ်ခုမှာပေါ့နော်လမ်းကြောင်းတစ်ခုမှာပေါ့ the braking distance were the correct answer ကပါလဲဆိုလို့ရှိရင် increase despite good tires ဒီမှာကဘာကိုဆိုလိုချင်တာလဲဆိုလို့ရှိရင်တော့နော်သဘောပေါက်တယ်လို့လေးပြောလိုက်မယ်နော်ဆွတ်နေတဲ့လမ်းတစ်ခုမှာပေါ့လမ်းကြောင်းတစ်ခုမှာ the braking distance ဝယ်တဲ့ break အကွာအဝေးတွေ increase တိုးတက်နေတယ် despite good tires ဒါတွေကောင်းနေပြီနဲ့တော့ break ကွာဝေးတွေကတော့ဘာလဲတိုးတက် increase ဆိုတာတိုးပွားတာပြောဒီမှာဆိုလို့ရှိရင်တော့ဘယ်လိုလဲဆိုရင်ဆွတ်နေတဲ့လမ်းတွေမှာကိုက break ကိုတာမန်လမ်းတွေမှာ break နင်းတဲ့အခါမှာတစ်ချက်နင်းမှဆိုလို့ရင်ဆွတ်နေတဲ့လမ်းမှာကတော့ break ကိုထိမ့်ပြီးတော့ဒီလိုနင်းရမယ်ထိမ့်ပြီးတော့မောင်းရမယ်ဆိုတဲ့သဘောဆိုလိုတာလို့ဒီလိုထင်ပါတယ်အဲ့တော့လက်တွေ့မှာမောင်းကြည့်တဲ့အခါမှာဒီစာရွက်နဲ့ပြန်ပြီးတော့ချိန်ညှိကြည့်ဖို့လဲလိုပါတယ်ဒါကြောင့်မလို့ဖြေတဲ့အခါမှာ number C ကို increase despite good tires ကိုတရားတွေကောင်းနေပြီမဲ့လို့ပြိတ်အကွာဝေးဟာခက်စိတ်ပေါ့အဲ့ဒါမျိုးတိုးပွားနေတယ်အဲ့ဒါလေးကို click ပေးလိုက်ပါ number C ကို click ပေးလိုက်ပါ okay next question သွားကြရအောင်เนาะဒီမှာ okay ကြည့်မယ်နော်ဒီမှာကြည့်မယ် if you fail to have a proper control of your vehicle အဲ့ဒါကိုယ့်ရဲ့ကိုမောင်းနေတဲ့ယာဉ်ပေါ့နော် you ဆိုတာတင်ပေါ့ထားလိုက်ပါတော့တင်ရဲ့ယာဉ်ပေါ့နော်ကားကိုပေါ့တင့်လျော်တဲ့ထိန်းချုပ်မှု control ထိန်းချုပ်မှုကfail ဆိုတာတော့ပျက်ကွက်ထားကြဆုံးလာတာတိတ်ထိန်းချုပ်မှုမရှိဘူးဆိုရင်ပေါ့ကွထိန်းချုပ်မှုမရှိဘူးဆိုရင် you could be charged for ဆိုတာကဒီမှာ charged for ကိုပြောချင်တယ်နော်သူကကြားတဲ့ငွေတောင်းခံတာကိုပြောတာပြောရမယ်ဆိုဒဏ်ဆောင်ရမယ်လို့ပြောတာနော်အဲ့တော့ကိုကဒဏ်ဆောင်ရနိုင်တယ်တဲ့ဘာမှဒဏ်ဆောင်ရနိုင်တယ်တဲ့မကွက်ကလာခလေးပေးထားတယ် even though you are blood alcohol content is below the legal limit တရားခွင်သတ်မှတ်ထားတဲ့နော် alcohol ဆိုတာကအရက်ပမာဏဟာတရားဝင်သတ်မှတ်ထားတဲ့ရောနေမယ်ဆိုရင်တောင်မှတဲ့ဘာဖြစ်နိုင်လဲဆိုရင်ဒဏ်ဆောင်ရနိုင်တယ်နော်သတ်မှတ်ထားတဲ့ငွေကြေးပမာဏပေးရနိုင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ရင်ကိုကောင်းမထိန်ချုပ်နိုင်တဲ့အတွက်ကြောင့်မို့လို့တဲ့ဒါကြောင့်ကိုယ့်လက်ထက်မှာဘာဖြစ်ရမလဲဆိုရင် correct answer က B ဖြစ်ပါတယ် drink driving တဲ့ for drink driving ပေါ့တောက်ပြီးတော့မောင်းတာအဲ့တော့ပြန်ပြီးတော့ပြောမယ်နော်အပြည့်စုံပြန်ဖတ်ပြီးမယ် if you fail to have a proper control of your vehicle you could be charged for ဒီမှာ B ဖြစ်ပါတယ် charged for drink driving even though your blood alcohol content is below the legal limit ရှင်းလေးနားလည်တယ်ဆိုလို့ရှိရင်တော့ကိုကတောက်ပြီးတော့မောင်းနေတဲ့အတွက်ကြောင့်မလို့တောက်ပြီးတော့မောင်းဖို့တရားဝင်သတ်မှတ်ထားတဲ့ limit အောင်ညော့နေရင်တောင်းပါပဲကိုကောင်းကောင်းမထိန်ချုပ်နိုင်ဘူးဆိုလို့ရှိရင်ကောင်းမမောင်းနိုင်ဘူးဆိုဟိုရန်ဒီရန်ဖြစ်နေပြီဆိုလို့ရှိရင်တော့ကိုဒီမောင်းတဲ့သူဒီတန်ငွေဆောင်ရမှာဖြစ်ပါတယ်ဒါမှမဟုတ်လည်းအဖမ်းခံရနိုင်ပါတယ်တရားရုံးမှာလည်းပဲတန်ငွေဆောင်ရမယ်ဖြစ်ပါတယ်ဒါမှ charge for ဒီမှာကြတဲ့ငွေကိုတောင်းခံဒီတန်ငွေကြတဲ့ငွေကိုတောင်းခံမှာဖြစ်ပါတယ်ဒါဒီသူများနိုင်ငံတွေမှာတော့ဒီငွေများသည့်နိုင်ငံတော်ဘဏ္ဍာအတွက်ပဲတိုက်ရိုက်သွားကြတာဖြစ်ပါတယ် Okay next question သွားမယ်နော်ဒီမှာကြည့်ရအောင် if you consume alcohol you should အရက်တောက်ပြီးတော့အရက်တောက်ထားမယ်ဆိုရင်တဲ့ you should ဘာလုပ်သင့်မလဲ you should ဘာလုပ်သင့်မလဲ go home အဲ့တော့အိမ်ကိုပြန်သင့်တယ်ဘာနဲ့ပြန်မလဲ by public transport ဆိုအများပြည်သူသုံးဘတ်စကားတို့အများပြည်သူသုံးtransport တစ်ခုနဲ့ပေါ့နော် transport group အဲ့တော့ယထာတို့စီးပြီးတော့အိမ်ကိုပြန်သင့်တယ်တဲ့
ရက်နေကြတောက်ထားပြီးဆိုကားမမောင်းနဲ့တော့ကိုယ်တိုင်ကားမမောင်းနဲ့တော့အများပြည်သူသုံးတဲ့ဗာနဲ့လေ you should go home by public transport နဲ့ပဲပြန်ရမယ်လို့ပြောတာပါပဲ okay ဒါဆိုလို့ရှိရင်ဒီနေ့တော့ဒီလောက်နဲ့ပဲနားကြပါအောင်ဆိုအားလုံးအဆင်ပြေမယ်လို့ယုံကြည်ပါတယ် thank you so much for your listening and watching အားလုံးအဆင်ပြေကြပါစေ test 4ရဲ့မိကိုနံပါတ်36မှာပြန်လည်ဆုံတွေ့ကြပါစို့ဒီနေ့ပြီးသွားတာတော့မိကိုနံ test 4ရဲ့မိကိုနံပါတ်35ပြီးသွားဖြစ်တဲ့အတွက်ကြောင့်မလို့36မှာပြန်လည်ဆုံတွေ့ကြပါစို့အားလုံးအဆင်ပြေကြပါစေအားလုံးပဲမင်္ဂလာပါစင်ကာပူကားမောင်းလိုင်စင်စာတွေ့အဖြစ်မဲ့သူများအတွက်ပညာဒါနဖြန့်ဝေတဲ့ဗီဒီယိုဖိုင် test 4ရဲ့မိကိုနံပါတ်36စလိုက်ကြရအောင်ဒီမိကိုနံပါတ်36မှာဘာပြောထားလဲဆိုရင် if you had too much alcohol အဲ့တော့သင်ကအရက်အများကြီးတောက်ထားမယ်ဆိုလို့ရှိရင်တဲ့အဲ့တော့အဲ့ဒီအရက်တွေအများကြီးတောက်ထားမယ်ဆိုလို့ရှိရင် alcohol တွေသုံးစွဲထားမယ်ဆိုလို့ရှိရင်ဘာဖြစ်နိုင်လဲသူက correct answer က A ဖြစ်ပါတယ်မိကွန် ABC မှာ correct answer ဒီ A ဖြစ်ပါတယ် your ability to drive is impaired အဲ့တော့ impaired ဆိုတာထိခိုက်စေတယ်နှောက်ယှက်တယ်ဒါကိုပြောတာပါပဲအဲ့တော့ထိခိုက်စေတယ်နှောက်ယှက်တယ်ဆိုဘာကိုနှောက်ယှက်တာလဲ your ability to drive ကားမောင်းဖို့အတွက် is ဖြစ်ပါ impaired အဲ့တော့ကိုယ့်ရဲ့ကားမောင်းစွမ်းရည်ကိုထိခိုက်စေတယ်တဲ့အရင်အများကြီးတောက်ပြီးတော့မောင်းမယ်ဆိုရင်ကိုယ့်ရဲ့ကားမောင်းစွမ်းရည်ကိုထိခိုက်စေတယ်ဒါကြောင့်မို့လို့တောက်ပြီးရင်လည်းမမောင်းနဲ့မောင်းရင်လည်းမတောက်နဲ့မူရင်မမောင်းနဲ့မောင်းရင်မမူနဲ့လို့ရှေ့မှာလည်းပြောခဲ့ပါပြီအဲ့တော့ correct answer ဒီ A ဖြစ်ပါတယ် your ability to drive is impaired next question သွားကြရအောင်အဲ့တော့ဒီမှာဒီမေခွန်းနံပါတ် test 4ရဲ့မေခွန်းနံပါတ်39မှာဘာပြောထားလဲဆိုလို့ရှိရင် when you pass in the stationary bus at the bus stop အဲ့တော့ကိုကဘတ်စကားမှတ်တိုင်မှာရပ်ထားတဲ့ဘတ်စကားတွေကိုကြော်တဲ့အချိန်မှာတဲ့ဘာလို့သင့်တယ်လဲကြည့်အောင် you should correct answer ဒီ ABC ရှိတဲ့အထဲမှာ C ဖြစ်ပါတယ်အဲ့တော့သူရဲ့ correct answer လေးကိုကြည့်မယ်နော်ဒီမှာ slow down and be ready to stop for pedestrian who may cross the road in front of the bus အဲ့တော့ဘတ်စကားတွေကမျက်လုံးထဲမှာမြင်အောင်ကြည့်လိုက်ဘတ်စကားမှတ်တိုင်မှာဘတ်စကားတွေကရပ်ထားပြီရပ်ထားတဲ့အခါမှာကိုကလည်းအဲ့ဒီဘတ်စကားပေးရနေပြီးတော့ရပ်ထားတဲ့ဘတ်စကားပေးရနေကားမောင်းလာတဲ့အချိန်မှာရုတ်တရက်ပေါ့လေအဲ့ဒီရပ်ထားတဲ့ဘတ်စကားရှေ့ကနေပြီးတော့လူတွေကများဖြတ်သွားမယ်ဆိုလို့ရှိရင် accident ဖြစ်နိုင်ပါတယ်ဝင်တိုက်နိုင်ပါတယ်ဒါကြောင့်မို့လို့အဲ့လိုရပ်ထားတဲ့ဘတ်စကားမှတ်တိုင်ရဘတ်စကားတွေကိုကြော်လို့မယ်ဆိုလို့ရှိရင်slow down တဲ့ slow down အချိန်လျှော့ရမယ် be ready to stop ရပ်ဖို့အတွက်ပြင်ဆင်ရမယ်လိုအပ်တယ်ဆိုတော့ရပ်မှာနော်ဘာအတွက်ရပ်မှာလဲသူကပြောတယ် for pedestrian who may cross the road in front of the bus ဘတ်စကားရှိရရပ်ထားတဲ့ဘတ်စကားရှိရနေပြီးတော့ဖြတ်သွားတဲ့လူတွေအတွက်ကိုမောင်းနေတဲ့ကားကိုရပ်ဖို့အတွက်အစဉ်သင့်ပြင်အချိန်လျှော့ရမယ်လို့ပြောတာပါပဲ okay next question သွားကြရအောင်ဒီမေကွန်းကဘာလေးပြောတာလဲအဲ့ဒါ view ချက်ကြည့်မယ်နော် view ချက်ကြည့်မယ်မြင်ရလားကြည့်မယ်နော် when a car is stopping in front of a zebra crossing အဲ့တော့ zebra crossing ဆိုတာကတော့လူကူးမြင့်ချမ်းအဲ့တော့လူကူးမြင့်ချမ်းရှေ့မှာရပ်မယ်ပေါ့ရပ်တယ်နော်ကားတစ်စင်းရပ်နေအချိန်ဆိုလို့ရှိရင်ဘာလုပ်မလဲ you should slow down တဲ့ you should slow down and be ready to stop for pedestrians to cross the road နော်အဲ့တော့ဒီမှာဘာလုပ်ရမလဲ slow down
be ready to stop ရဖို့အသင့်ပြင်ရမယ် for pedestrian to cross the road လမ်းဖြတ်ကူးနေတဲ့လူတွေအတွက်အချိန်လျှော့ပြီးတော့မလုပ်ပြရမလဲရဖို့အတွက်အသင့်ပြင်ပေးပါလို့ပြောတာပါပဲဒီမှာလဲဆိုရင်လူကိုမြင်ကြမှာကားတစ်စီးကရပ်နေတဲ့အချိန်မှာတဲ့သင် you should ဒီတိုင်းပြန်မယ်ဆို you should slow down သင်သည်အချိန်လျှော့သင့်သည် be ready to stop ရပ်ဖို့အတွက်ရပ်ဖို့ for pedestrian to cross the road လမ်းဖြတ်ကူးနေသူများအတွက်အချိန်လျှော့ပြီးရပ်သင့်တယ်လို့ပြောတာပါပဲရပ်ဖို့အသင့်ပြင်သင့်တယ်လို့ပြောတာပါပဲ okay next question သွားကြရအောင်နော်အများကြီးတော့မပြောတော့ပါဘူးဒါလေးဖတ်ကြည့်တော့သဘောပေါက်ပါတယ်အဲ့တော့ဒီမှာကြည့်ရအောင်နော် motorcyclists will often look over their right shoulder just before turning right အဲ့တော့သူကဘာကိုဆိုလိုချင်တာလဲ look over ဆိုတာကြည့်ရှုစစ်ဆေးတာကိုပြောတာနော်ဒီမှာနော်နည်းနည်း view ချက်ကြည့်မလား motorcyclists will often look over their right shoulder အဲ့တော့သူတို့ညာဘက်ကနေပြီးတော့သူတို့ကြည့်တာပေါ့ just before turning နော် before turning မကွေ့ခင်အဲ့တော့ညာဘက်ကိုမကွေ့ခင်သူတို့တွေကညာဘက်ကနေပြီးတော့ပြောရမယ်ဆိုတော့motorcycles စီးတဲ့ပုံကိုယ်တွေကအဲ့ဒါမျိုးကြည့်တာပေါ့ကြည့်တဲ့အခါကြတော့ရှင်တဲ့ this is because ဘာကြောင့်လဲဒါ they needed to check for traffic in their blind area ဆိုတာကတော့မမြင်နိုင်တဲ့နေရာပေါ့နော်မမြင်နိုင်တဲ့နေရာကရင်ကြောတွေအတွက်သူတို့ကမလုပ်ဖို့လိုတာလဲကြည့်ဖို့လိုတယ်စစ်ဆေးဖို့လိုတယ်ပေါ့ဒါကြောင့်မလို့မမြင်နိုင်တဲ့နေရာတွေကနေပြီးတော့ဘက်မှန်ကနေမမြင်နိုင်တဲ့နေရာအဲ့ဒီနောက်ကြည့်မှန်ပေါ့နော်ဘက်မှန်ဆိုတာအဲ့ဒီနေရာနေမမြင်နိုင်တဲ့နေရာဆိုလို့ရှိရင်နောက်ပြန်လေးကိုရင်ကြောရှိမရှိနောက်ကားလာမလားဆိုပြီးတော့အဲ့ဒါမျိုးပြန်ပြီးတော့ကြည့်တဲ့သဘောပါပဲအဲ့ဒါကြောင့်မလို့သူရဲ့ correct answer ဒီ B ဖြစ်ပါတယ် they need to check for traffic in their blind area ဆိုတာကတော့မမြင်နိုင်ဒီတိုင်းကြည့်လို့မမြင်နိုင်တဲ့နေရာကိုပြောတာပါပဲ okay next question သွားကြရအောင်နော်ဒီမှာ the 2-second rules နော် the 2-second rule ဆိုတာကတော့မြင်းနှစ်ခုစီမြင်ပေါ့ကားအရှေ့ကားနဲ့နောက်ကားမှာအဲ့ဒါမှာလမ်းတွေမှာကြည့်လိုက်မြင်းအဖြတ်ကလေးတွေရှိတယ်လေဘေးမှာပဲဖြစ်ဖြစ်လေကောင်မှာပဲဖြစ်ဖြစ်အဲ့ဒါမျိုးရှိတယ်အများသောအားဖြင့်တော့ဘေးမှာရှိတာများပါတယ်အဲ့ဒါမျိုးမြင်းနှစ်ခုရဲ့အကွာအဝေးပေါ့အဲ့ဒါကို2-second rules လို့ပြောတာပါပဲအဲ့တော့အဲ့ဒီ2-second rule က the 2-second rule of say following distance applies to all vehicles traveling the correct answer က at any speed နော် the correct answer ဒီ C ဖြစ်ပါတယ်အဲ့တော့ तू ကဘာကိုဆိုလိုချင်တာလဲဆိုလို့ရှိရင်ဒီမှာက2 second rule ကိုလိုက်နာမယ်ဆိုလို့ရှိရင်ကားနှစ်စီးရဲ့အကွာအဝေးကိုအသုံးပြုတာဟာဘယ်လိုအရှိန်ပဲနဲ့ပဲမောင်းပေါ့နော် any speed ဘယ်လိုအရှိန်ကိုပြောတာနော်ဘယ်လိုအရှိန်ပဲဖြစ်နေတဲ့အဲ့ဒီတော့လိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်တော့ဘာဖြစ်လဲဆိုလို့ရှိရင်အန်တရယ်ကင်းတယ်လို့ပြောတာပါနော် opposite following distance apply to all vehicles traveling at any speed ဒါဆိုရင်တော့အန်တရယ်ကင်းနဲ့မောင်းနေနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့2 second rules ကိုဘယ်လိုအရှိန်မျိုးမှာပဲအချိန်နဲ့အရှိန်เนาะအရှိန်မောင်းတဲ့အရှိန် speed ကိုပြောတာเนาะ time ကိုပြောတာမဟုတ်เนาะအဲ့လိုဆိုလို့ရှိရင်အန်ဒီရကင်းနဲ့မောင်းနိုင်မှာဖြစ်ပါတယ်အဲ့တော့ C ဖြစ်ပါတယ် any speed ဘယ်လိုအရှိန်မျိုးပဲဖြစ်ပေါ့ okay နောက်တစ်ခုသွားအောင် in order to avoid ဒါဆိုရှောင်ကျဉ်ဖို့အတွက် an accident with the vehicle in front while driving under normal conditions you should use the 2-second rules တဲ့နော် 2-second rule ပဲဒီမှာအသုံးပြုဖို့ပြောထားတာပါပဲအဲ့တော့ဘာလဲဆိုလို့ရှိရင်ဒီမှာကသူပြောချင်တာက
ပုံမှန်အခြေအနေတွေမှာကိုရှေ့မှာရှိတဲ့ကားနဲ့ accident ဖြစ်ဖို့ရှောင်ကျဉ်ဖို့အတွက်ဆိုလို့ရှိရင်လည်းပဲဘာကိုအသုံးပြုရမလဲဆိုရင်2 second rules ကိုအသုံးပြုရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် accident မဖြစ်တော့ပါဘူးတတိထားပြီးတော့2 second rule ကိုလိုက်နာမယ်ဆိုလို့ရှိရင်တော့လုံးဝaccident မဖြစ်နိုင်တော့ပါဘူးဒါကြောင့်မလို့ဒီ2 second rule ကိုလည်းပဲပုံမှန်အခြေအနေတွေမှာလည်းပဲလိုက်နာသင့်ပါတယ်အဲ့တော့သူက correct answer ဒီ A 2 second rule ဖြစ်ပါတယ် next question သွားကြရအောင်နော်ဒီမှာကဘာလဲဆိုလို့ကြည့်အောင်နော် view ချက်ကြည့်မယ်နော်မြင်ရလား what must you do အဲ့တော့ဘာလုပ်ရမလဲ when a police vehicle what is siren on is behind you အဲ့တော့ရဲကကိုနောက်ကနေပြီးတော့over ဆိုတာပေါ့နော်ရဲကအတန်ကိုနောက်ကနေကြားတဲ့အချိန်မှာကိုကဘာလုပ်ရမလဲ what must you do ဘာလုပ်ရမလဲ when a police vehicle what is siren on is behind you ကိုနောက်ကနေပြီးတော့အဲ့ဒီရဲကားရဲ့အိုအော်တန်ကိုကြားတဲ့အချိန်မှာကိုကဘာလုပ်ရမလဲတဲ့ the correct answer ဒီ B ဖြစ်ပါတယ်အဲ့တော့ slow down အချိန်လျှော့လိုက် move to the side အဲ့တော့ B ကိုကတ်လိုက်နော်ဒီတိုင်းတော့ဆက်သွားမနေတော့သူတို့အရေးကြီးလို့ဒီလို over ဆွဲပြီးတော့ရဲကအချက်ပြပေးတာပါဒါကြောင့်မလို့ B အချိန်လျှော့ပြီးတော့ B ကိုရွှေ့ပေးလိုက် B ကိုကတ်ပေးလိုက်ပါလို့ပြောတာနော်ရက်ထားတော့မပေါ့နော် move to the side ပေါ့အချိန်လေးလျှော့လိုက် B လေးကိုကတ်လိုက်အဲ့လိုလုပ်ပေးရမှာဖြစ်ပါတယ် okay next question သွားမယ်နော်ဒီမှာ if you are in doubt ကိုတန်တရားရှိတယ်ပေါ့နော်ကိုတန်တရားရှိတယ်ဆိုရင်ねဘာကိုတန်တရားရှိတာလဲကြည့်အောင်နော် of the depth of flood water အဲ့တော့ရေကြီးနေတယ်အဲ့တော့ရေကြီးနေတယ်ကိုဖြတ်ပေါင်းမဲ့နေရာကရေနဲ့တယ်လို့ကိုယ်စိတ်ထဲမှာတန်တရားရှိပြီဆိုရင်ね water possible to be a case နော်water possible to be a case you should အဲ့တော့ဘာလုပ်ရမလဲသူကကြည့်အောင်နော်အဲ့တော့ဒီမှာကိုကအဲ့လိုတန်တရားရှိပြီဆိုရင် take an alternative route အဲ့တော့ alternative route ဆိုတာကဘာကိုပြောတာလဲဆိုလို့ရှိရင် alternative ဆိုအခြားသော route ဆိုလမ်းကြောင်းအဲ့တော့တခြားလမ်းကြောင်းတစ်ခုကိုပြောင်းပြီးတော့မောင်းရမယ်ပေါ့တကယ်ကိုယ်စိတ်ထဲမှာဒီနေရာကရေကြီးရေရှမ်းဖြစ်နေတယ်ဒါမှမဟုတ်ကြောက်ရှိတယ်ပေါ့နော်ရေကြီးရေရှမ်းဖြစ်နေလို့ဒီနေရာမှာဒီနေရာနဲ့တယ်လို့ကိုယ်စိတ်ထဲမှာတန်တရားရှိလာပြီဆိုလို့ရှိရင်အခြားလမ်းကြောင်းတစ်ကြောင်းကိုရွေးရမှာဖြစ်ပါတယ်အဲ့ဒါမှသာလေဘာဖြစ်မလဲအန်ဒီရဲ့ကင်းနဲ့မောင်းနေနိုင်မှာဖြစ်ပါတယ်အဲ့တော့တကယ်လို့ရွေးချယ်စရာလမ်းကြောင်းမရှိဘူးဆိုရင်တော့တခြားကားတွေသွားတာကိုစောင့်ကြည့်ဖို့ပဲရှိတော့ပေါ့နော်ဒါပေမဲ့ကိုတစည်းတဲ့အချိန်တော့ကိုတန်တရားရှိတယ်ဆိုရင်တော့အဲ့ဒါမှရက်ရှင်ရက်ဒါမှမဟုတ်မရက်ရှင်လည်းပဲတခြားလမ်းကြောင်းတစ်ခုကိုပြောင်းအောင်ပါပေါ့ဒီမှာသူဆိုလိုထားတာကတော့တခြားလမ်းကြောင်းတစ်ခုကိုပြောင်းလိုက်ပါတဲ့ take an alternative route နော် okay next question သွားကြရအောင်ဒီမှာက to drive through a flood နော်ရေကြီးနေတဲ့ရေရှမ်းနေတဲ့နေရာကိုဖြတ်မောင်းဖို့ you should increase acceleration and the correct answer က A ဖြစ်ပါတယ် change to a lower gear နော်အဲ့တော့ဒီမှာကသူကဘာကိုပြောတာလဲရေကြီးရေရှမ်းနေတာကိုဖြတ်ကျော်ဖို့ဆိုရင်အချိန်မြင့်ရမယ်အချိန်မြင့်ပြီးတော့မောင်းရမယ်နော်တကယ်အချိန်သေးသူကရေကနည်းနည်းအချိန်နဲ့လာတယ်ကိုကအချိန်လေးလျှော့ဆိုကားပါသွားလိမ့်မယ်နော်အဲ့ဒါသတိထားဖို့လိုတယ်အဲ့တော့ဒီမှာရေကြီးတဲ့ကာလတုန်းကအဲ့ဒါမျိုးတွေအများကြီးဖြစ်တယ်နော်ကားတွေပါသွားတာအဲ့ဒါသတိထားမယ်အချက်သူကအချိန်ကိုမြင့်လိုက်အချိန်မြင့်ပြီးကအချိန်မြင့်မောင်းပြီးလဲပြီးတာနဲ့အဲ့ဒီမောင်းပြီးတဲ့တပြိုင်နက်သူကဘာလုပ်ရမလဲဆိုတော့အဲ့ဒီရေကြီးတာကိုနည်းနည်းကြော်သွားပြီဆိုရင်လည်းပြန်ပြီးတော့ lower gear ကိုပြန်ပြီးတော့ထိုးလိုက်နော်အောက် gear ပေါ့အချိန်လျှော့တာပေါ့နော်အဲ့ဒါကိုအချိန်ပြီးတော့ပြန်လျှော့လိုက်ရင်အဲ့ဒါအဆင်ပြေပါတယ်နော်ဒါအဲ့တော့ဒါလေးကိုပြန်ပြောမယ်နော်view လေးချက်ပြီးမယ်နော် to drive through a flood you should increase acceleration and change to a lower gear အဲ့တော့ရေကြီးရေရှမ်းတာကိုဖြတ်ကျော်ဖို့ဆိုရင်အချိန်မြင့်မောင်းပြီးတော့အဲ့တော့အောက် gear ကိုပေါ့ lower gear ဆိုတာအချိန်လျှော့တဲ့အချိန်ထိန်တဲ့ gear ကိုပြောင်းရမှာဖြစ်ပါတယ်
ဒါတော့တို့က gear height gear တွေကတော့ကားမောင်းတဲ့သူတိုင်းအကုန်လုံးကဒါတွေကျွမ်းကျင်ပြီးသားပါပဲ Okay next question သွားမယ်နော်ဒီမှာကကြတော့ဘာကိုဆိုရလဲ under what circumstance you may not follow the keep left rules နော် keep left rule တဲ့သူကဘာကိုပြောရလဲဆိုဘယ်လိုအခြေအနေမျိုးမှာသူကလက်ဝဲပဲမောင်းတဲ့ဘယ်ဘက်မောင်းတဲ့စီကံကိုမလိုက်နိုင်တယ်လဲပေါ့နော်မလိုက်နိုင်တယ်လဲပေါ့ဘယ်လိုအခြေအနေမျိုးမှာပေါ့ under what circumstances you may not follow the keep left rule မှန်တကယ်ကတော့ဘယ်မောင်းနေနော်ဘယ်လိုအခြေအနေမျိုးကြလို့ရှိရင်အဲ့ဒီဘယ်မောင်းစီကံကိုမလိုက်နာပဲနဲ့နေလို့ရတယ်လဲဆိုလို့ရှိရင်ကြည့်ရအောင်နော်နံပါတ် C correct answer ဒီ C ဖြူချက်ကြီးပေးမယ်နော် correct answer ဒီ C အဲ့တော့ when your part is obstructed ဆိုတာကဘာကိုပြောတာလဲဆိုလို့ရှိရင်ဥပမာလမ်းကြောင်းပိတ်နေတာပေါ့နော်ကိုယ့်ရဲ့လမ်းကြောင်းပိတ်နေတဲ့အချိန်မှာသူကဘယ်မောင်းကိုတီးဆိုင်ကြီးတယ်ပြဋ္ဌာန်းထားတယ်စီကံကိုလိုက်နာဖို့မလိုဘူးတဲ့ညာဘက်က6ရင်တော့ညာဘက်ကနေတွားလို့ရမယ်အခြေအနေပါပဲဒါသူပြောထားတဲ့အခြေအနေဆိုရင်လေအဲ့တော့ကိုကwhen your path is obstructed တဲ့ရဲ့လမ်းကပိတ်ဆို့နေတဲ့အချိန်မှာဆိုရင်မလုပ်နိုင်လဲဆိုရင်ဘယ်မောင်းစီကံကိုမလိုက်နာပိုင်းပဲလဲနေနိုင်ပါတယ်လို့ပြောတာပါပဲ Okay next question သွားကြရအောင်အားလုံးမြင်ရမယ်လို့ထင်ပါတယ်ဒီမှာကြည့်လိုက်ကြရအောင်နော် The purpose of using dipped headlights whilst driving is အဲ့တော့အောက်မှာပြထားတယ် The correct answer က is to avoid dazzling drivers or oncoming vehicles ဘာကိုပြောရလဲဆိုကြည့်အောင်နော် The purpose of using dipped headlights ဆိုတာအဲ့တော့ရှေ့မီးကြီးကိုပြောရမယ်ဆိုတော့ကားရဲ့ရှေ့မီးကြီးကို dipped headlights ဆိုတာရှေ့မီးကြီးကို outside ပေးရတာပေါ့ outside ပေးထားတာနော်အပေါ်မီးမဟုတ်အောက်မီးပေါ့အောက်မီးသုံးတာကိုရှေ့မီးကြီးကို outside ပေးရတဲ့outside ပေးရတဲ့အသုံးပြုရတဲ့ရည်ရွယ်ချက်ကတဲ့ whilst driving ကားမောင်းနေစေ is ဖြစ်ပါတယ်ဘာလို့လဲ to avoid ရှောင်ကျဉ်ဖို့အတွက် the selling drivers or oncoming vehicles အဲ့တော့ရှေ့ရင်ကြောကလာတဲ့ drive ကားမောင်းဆရာတွေရဲ့မျက်လုံးတွေကိုပေါ့နော်မျက်လုံးကိုအယောင်မစူးဖို့အတွက်မလုပ်ပေးရတာလဲဆိုလို့ရှိရင်ကိုကရှေ့ကားမီးကြီးကိုအောက်ကိုချပေးရတာဖြစ်ပါတယ်အပေါ်တင်ထားမယ်ဆိုရင်ရှေ့ကလာတဲ့လူရဲ့မျက်နှာကိုဘာဖြစ်လဲအဲ့ဒီကားမီးကြီးကထိုးတဲ့အခါကျတော့မျက်စိတွေပြားသွားပြီးတော့ဒါကြောင့် dazzling ဆိုတာကအယောင်စုပြီးတော့မျက်လုံးပြားသွားတာကိုပြောတာနော်အဲ့ဒီရောင်စုပြီးတော့မီးရောင်စုပြီးတော့မျက်လုံးပြသွားတာကိုရှောင်ကျဉ်ဖို့အတွက်ကားမောင်းတဲ့အခါမှာအဲ့ဒီကားမီးကြီးကိုအောက်ချပေးရတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်လို့ပြောတာပါပဲ Okay next question သွားမယ်နော်ဒီမှာကသူဘာကိုဆိုတော့တာလဲ When blind by the headlights out an oncoming vehicle at night အဲ့တော့ဟုတ်ပြီဒီမှာကblind by the headlights of an oncoming vehicle at night you should နော် you should ဒီမှာကြည့် slow down or stop ကိုကအချိန်တင်သည်အချိန်ချောတင်သည်ဒါမှမဟုတ်ရပ်တင်သည်ပေါ့ဒါ grammar နီးကြပြန်မယ်ဆိုဒါပေမဲ့ကိုမောင်းနေတဲ့ကရှေ့ကနေပြီးတော့ရှေ့ရင်ကြောတစ်ခုကလာတဲ့ကားနော်ညဘက်မှာနော် at night ညဘက်မှာ oncoming vehicle ရှေ့ရင်ကြောကလာနေတဲ့ကားတစ်စီးရဲ့မီးပေါ့နော်headlights မီးရောင်ကwhen blinded by ဆိုတာကိုယ့်ကိုပြောရမယ်ဆိုမျက်စိကိုလှမ်းပြီးတော့ထိုးတဲ့အခါကျတော့ရှင်အဲ့ဒီမီးကမျက်စိလှမ်းထိုးတဲ့အခါကျတော့ blinded ဆိုတာမမြင်ရတော့ဘူးနော်ကန်ဟွာဖြစ်သွားတာပေါ့နော်မှုံမွားတွေဖြစ်ပြီးတော့မမြင်ရတော့ဘူးမျက်စိကိုမီးအလင်းရောင်ထိုးတဲ့အခါကျမမြင်ရတော့ဘူးဘယ်ကလဲဆိုလို့ရှေ့ရင်ကြောကတဲ့လာနေတဲ့ကားရဲ့မျက်လုံးကားရဲ့မီးကကိုယ့်မျက်လုံးကိုထိုးတဲ့အခါမှာမမြင်ရလို့ရှိရင်အချိန်လေးကိုလျှော့ပေးလိုက်နောက်ပြီးအချိန်လေးကိုလျှော့ရင်လည်းမဟုတ်လိုအပ်လို့ရှိရင်တော့ရပ်ပေးလိုက်ဒါဆိုရင်တော့အန်ဒီရကင်းတာပေါ့နော်အဲ့တော့မီးကလည်းပဲမျက်လုံးကိုလှမ်းထိုးနေတယ်ဆိုလို့ရှိရင်ဟွန်းနေအာတူတီကူတီအဲ့လိုတွေဖြစ်ကုန်မှာပေါ့နော်အဲ့တော့
ဒါပါကိုကကားကိုအချိန်လျှော့ပြီးတော့ရပ်ပေးဖို့လိုအပ်ပါတယ်ဒါကိုပြောတာပဲဒါကြောင့်မလို့သူက correct answer ဒီ B ဖြစ်ပါတယ် slow down or stop next question သွားအောင်နော်ဒီမှာကြတော့ road hockey တဲ့အဲ့ဒီ road hockey ဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင်သူက road hockey ကိုဒီမှာသူ့အဓိပ္ပာယ်တွေကိုကြီးလိုက်တဲ့အခါကျတော့သူ road hockey မှာဘာတွေပြထားလဲဆိုရင်driving too fast အဲ့ဒါအချိန်ပြင်းပြင်းမောင်းတာအလွန်ကျွန်တော်အချိန်ပြင်းပြင်းမောင်းတာနောက်တစ်ခုကဘာလဲဆိုရင် unreasonably slow တဲ့စင်ကျင်တုံတရားမရှိဘဲနှင်းလေးမောင်းနေတာသူအများပြည်သူသုံးနေတဲ့လမ်းကိုသူပိုင်တယ်လို့အဲ့လိုမျိုးပေါ့နော်အလွန်အရှိန်အပြေးမောင်းပြန်ဟောအများပြည်သူသွားနေတဲ့လမ်းကိုကိုပိုင်တယ်လို့ပေါ့နော်အဲ့ဒါမျိုးပေါ့အဲ့လိုမောင်းနေတာရယ်နောက်ပြီးတော့ preventing others from overtaking တဲ့တခြားသူတွေကားတွေကြော်တက်မှာဆိုလို့ကားကောင်းကိုဟိုဘက်ရွေးလိုက်ဒီဘက်ရွေးလိုက်ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်အဲ့ဒါမျိုးမောင်းနေတာအဲ့ဒါကို road hockey လို့ခေါ်တာပါပဲအချိန်နှင်းလွန်းနှင်းလေးမောင်းတာရဲ့အချိန်ပြင်းမောင်းတာအချိန်ပြင်းဆိုတာကတော့မောင်းကျင်လို့မောင်းတာပေါ့နော်အဲ့လိုမောင်းတာရဲ့နောက်ပြီးတော့တခြားကားတွေကကိုယ်ကြော်တက်ချင်တာကိုလမ်းမပေးဘဲနဲ့ကိုကရှိရနေပြီးတော့ဟိုဘက်ကွေးလိုက်ဒီဘက်ကွေးလိုက်အဲ့ဒါမျိုးမောင်းတာတွေကိုဒါကို road hockey လို့ခေါ်တယ်နော် road hockey လို့ခေါ်တယ်ဒါကြောင့်မလို့သူ့ရဲ့ correct answer ဒီဘာဖြစ်မလဲဆိုလို့ရှိရင် B ဖြစ်ပါတယ်နော် B ဖြစ်တယ်အဲ့ဒီဟာက road hockey အဲ့ဒီအဲ့လိုမောင်းတာတွေကပေါ့နော်အဲ့လိုမောင်းတာကကားကိုအချိန်နှင်းလေးမောင်းတာရစင်ကျင်တုံတရားမရှိဘဲနဲ့မောင်းတာတွေအခြားသူတွေကြော်တက်မှာဆိုလို့ဟိုကွေးလိုက်ဒီကွေးလိုက်အဲ့ဒါမျိုးရှေ့ကနေပိတ်မောင်းတာတွေအဲ့ဒါတွေက causes ဖြစ်ပွားနိုင်တယ်ဗာလေ other vehicles to overtake dangerously on the left အဲ့တော့ဘယ်ဘက်ကနေကြော်တက်မဲ့ကားတွေအတွက်ဗာလေအန်ဒီရဲ့ရှိတယ်တဲ့တခြားကားတွေကကိုဘယ်ဘက်ကနေကြော်တက်မှာဆိုလို့ရှိရင်ဘာဖြစ်လဲအန်ဒီရဲ့ဖြစ်ပွားစေတယ်လို့ပြောတာပါပဲဒါကြောင့်မလို့ road hockey မဖြစ်အောင်လည်းပဲကိုကားကိုစင်ကျင်နဲ့မောင်းမယ်ဆိုလို့ရှိရင်ကိုလည်းပဲအန်ဒီရဲ့ကင်းတယ်တခြားသူကလည်းပဲအန်ဒီရဲ့ကင်းမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါဟာ test 4ရဲ့မေကွန်50ရဲ့ခုနတော့က40နဲ့ဘယ်နှခုမြောက်လဲ8ခုမြောက်နော်8ခုမြောက်ကတော့ Hawking ကိုလည်းပဲသတိထားဖို့လိုအပ်ပါတယ်နောက်တစ်ခုသွားရအောင် you can ride on the bus lane အဲ့တော့ဘတ်စကားလမ်းတွေမှာသင်ဒီ can ride မောင်းနိုင်ပါသည် on the bus lane ဘတ်စကားလမ်းမှာသင်မောင်းနိုင်တယ်ဘယ်လိုအချိန်တွေမှာမောင်းနိုင်တယ်ဆိုလို့ရှိရင်သူက correct answer ဒီကြည့်ရအောင်နော် B ဖြစ်ပါတယ် B နော်ဒီမှာဒီဘက်ကိုကြည့်လိုက်မှာ correct answer B နော်ဒီမှာ B နော်အဲ့တော့ B အဲ့ဒါက you can drive on the bus lane ဘတ်စကားလမ်းတွေမှာသင်မောင်းနိုင်ပါတယ်ဘယ်ချိန်တွေမှာမောင်းနိုင်မလဲ outside the restricted hours အဲ့တော့ outside the restricted hours ဆိုတာကဘာကိုပြောတာလဲအဲ့တော့ကန့်သက်ထားတဲ့အချိန်နာရီတွေနော်ဟိုဘယ်နှစ်နာရီနဲ့ဘယ်နှစ်နာရီထိဘတ်စကားလမ်းတွေမှာမောင်းအောင်အဲ့ဒီအချိန်တွေကလွဲလို့ရှိရင်ကျန်တဲ့အချိန်တွေမှာမောင်းနိုင်တယ်လို့ပြောတာနော်ကန့်သက်ထားတဲ့အချိန်မှာဆိုရင်တော့မောင်းလို့မရပါဘူးကန့်သက်ထားတဲ့အချိန်ကလွဲလို့ရှိရင်ကျန်တဲ့အချိန်တွေမှာဘာဖြစ်နိုင်လဲမောင်းနိုင်တယ်တဲ့ဒါကြောင့်မလို့ကန့်သက်ထားတဲ့နာရီတွေကိုဖယ်ထားပြီးတော့ကျန်တဲ့အချိန်ကိုမောင်းနိုင်ပါတယ်လို့ပြောတာပါပဲ okay next question သွားကြရအောင်ဒီမှာကြတော့ဒါက test 4ရဲ့မေးခွန်းနံပါတ်50မြောက် test 4ရဲ့နောက်ဆုံးမေးခွန်းပေါ့နော်ဒီနောက်ဆုံးမေးခွန်းမှာဗာမေးထားလဲကြည့်မယ်နော်ဒါအရေးကြီးပါတယ်လိုက်နာဖို့လည်းလိုအပ်ပါတယ် seat belt must be on at all times အဲ့တော့ seat belt ထိုင်ကုန်ကပတ်ကိုအချိန်တိုင်းပတ်ထားမယ်ကားပေါ်မှာရှိနေတဲ့အချိန်တိုင်းပေါ့နော်ထိုင်ကုန်ကပတ်ကို at all times တစ်ချိန်လုံးကားပေါ်မှာရှိနေတဲ့တစ်ချိန်လုံးပတ်ထားရမယ်တဲ့အဲ့ဘယ်သူတွေကပတ်ထားရမလဲဒါ first point နဲ့ရေးထားတာနော်ထားပါတော့ grammar တော့လောဆယ်ဒီမှာနော် correct answer က the driver as well as the passengers အဲ့တော့
driver သာမကဘဲနဲ့ passenger တွေဟာလည်းပဲတစ်ချိန်လုံးထိုင်ကုန်ကပတ်ကိုပတ်ထားရမယ်လို့ပြောတာပါပဲဒါကြောင့်မလို့ဟုတ်ပြီဒီမှာ test 4ရဲ့50မေးခွန်း50မှာနောက်ဆုံးမေးခွန်းမှာ seat belt must be on at all time by the driver as well as the passengers အဲ့တော့ယာဉ်မောင်းတဲ့ခရီးသည်တွေကထိုင်ကုန်ကပတ်ကိုအချိန်တိုင်းဒါမှမဟုတ်တစ်ချိန်လုံးကောက်မှရှိနေတဲ့အချိန်တိုင်းပတ်ထားရမယ်လို့ပြောတာပါပဲအဲ့ဒါမှာဝန်းဆိုတာဝဲဝန်းပေါ့နော်ဒါဝတ်စင်တာကိုပြောတာဒီမှာတော့စီလီအောင်ဘာသာပြန်တာထိုင်ကုန်ကပတ်ကိုပတ်ထားရမယ်လို့ပြောတာပါပဲโอเคအားလုံးအဆင်ပြေမယ်လို့ယုံကြည်ပါတယ်test 5ချမှပြန်လဲစုံတွေ့ကြပါစို့အားလုံးအဆင်ပြေချောမွေ့ကြပါစေ thank you so much for your listening and watching